လူခွေချိုးပေါက်တယ်ဆိုတော့ဘယ်လိုအားလဲဆိုတာလည်းသိအောင်ကျွန်တော်စာအုပ်ထဲမှာပြထားတယ်လူခွေချိုးပေါက်တာဆိုတာဘာလဲဆိုတော့မသိမှာပေါ့အဲ့တော့ကျွန်တော်စာအုပ်နဲ့ထုတ်ပြီးတော့ပြထားတော့ကဲမလူမျိုးနယ်တွေကကိုမျိုးဝင်းကအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့လူ့အခွင့်အရေးတာဝန်ခံတဦးဖြစ်ပါတယ်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာတော့လူ့အခွင့်အရေးတာဝန်ခံစုစုပေါင်း102ဦးခန့်အပ်တာဝန်ပေးထားပြီးအမျိုးသမီး25ဦးပါဝင်ပါတယ်ကိုမျိုးဝင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့လူ့အခွင့်အရေးတာဝန်ခံဖြစ်တာဝန်ထမ်းဆောင်လာတာ3နှစ်ရှိနေပြီဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံးမျိုးနယ်လူခွေရေးတာဝန်ခံစဖြစ်တော့ဗောနော်စဖြစ်ချင်းကျွန်တော်ကလူခွေရေးတင်တဲ့မျိုးမှာတင်တန်းတက်ပြီးတော့ကျွန်တော်ကြီးရွာတွေကိုလှည့်ပြီးတော့ကျွန်တော်လူခွေရေးနဲ့ပတ်သက်တဲ့ကျွန်တော်သိတဲ့ဒီလိုပထမဦးဆုံးသိထားတဲ့လူခွေရေးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကြီးရွာတွေမှာလှည့်ပြီးဟောပြောနေတယ်ဒီလူကလည်းကျွန်တော်တို့ဗောနော်လူခွေရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့တော့မှအခုမှပေါ့နော်ဒေါ်လာရင်းအားစုတွေနိုင်ငံရေးလုပ်ခဲ့တဲ့လူတယောက်တော့မှလူခွင့်ရေးကိုအခုမှပြီးခဲ့ရတာလူခွင့်ရတကယ်ကိုပေါ့နော်လူသားအားလုံးကိုကာကွယ်ပေးတဲ့လူသားတိုင်းရသည်ရလက်တဲ့အခွင့်အရေးတွေဆိုတာရှိတယ်ဆိုတာကိုကျွန်တော်တို့သိလာတဲ့ခါကျပြည်သူတွေကလည်းဝမ်းမတတာရှိကြပါတယ်ဟုတ်လူခွင့်ရေးနဲ့ပတ်သက်လို့ဒီလိုဟောပြောမှုတွေလုပ်ရင်သူတို့ကိုကာကွယ်ပေးမဲ့မြို့နယ်တောင်ကလူခွင့်ရေးတောင်ကရှိပါလားဆိုတာလေးတို့အတက်ပြီးရောလေးဖြစ်လာတာတော့ကျွန်တော်လိုက်လဲဒီလူတွေကကြိုကြတာကိုတော့ကျွန်တော်တွေ့ရပါတယ်ဗျအဲ့တော့ဒီမှာကဒီအိုင်နဲ့ပတ်သက်လို့အဖွဲ့အစည်းတွေပလာဖတွေရဲဘော်တွေကနေပြီးတော့နိုင်တဲ့စီးနေနော်နိုင်ချင်းနဲ့ကျွန်တော်ရှူတိုင်လို့ရတယ်အဲ့ဒါဟုတ်ကဲ့အဲ့တော့ဘယ်လိုဟာမျိုးတွေမှာတိုင်လို့ရလဲဆိုတော့ဒီမှာသိအောင်လို့စာပဲပါတယ်ချက်30နဲ့နော်အဲ့လိုချက်30နဲ့မညီဘူးရဲဘော်တွေဖွဲ့စည်းရနေအနိုင်ကျင့်နေဆိုရင်တိုင်လို့ရတယ်ကျွန်တော်ရှိလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လူ့အခွင့်အရေးတာဝန်ခံတွေကိုနီးပြတင်နန်းတွေပို့ချတာမွမ်းမံတင်နန်းတွေထပ်မံပို့ချတာတွေပြုလုပ်ပြီးမြေပြင်မှာအသိပညာပေးလုပ်ငန်းတွေကိုအစဉ်တစိုက်လှုပ်ဆောင်ခဲ့ပါတယ်လူ့အခွင့်အရေးတာဝန်ခံတွေဟာမြေပြင်တင်နန်းတွေပြုလုပ်ရလေလူထုကိုအလွယ်တကူအသိပညာပေးမှုတွေပြုလုပ်နေရတာမဟုတ်ပါဘူးအကြံဖတ်စစ်အုပ်စုရဲ့ဗတ်ပေါင်းစုံကအကြမ်းဖက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြားကနေပဲပြုလုပ်ရတာဖြစ်ပါတယ်။မြေပြင်မှာကြုံရတဲ့စိန်ခေါ်မှုနဲ့အခက်အခဲတွေကိုတော့မျိုးသမီးလူ့အခွင့်အရေးတာဝန်ခံတွေကအခုလိုမျှဝေပြောပြကြပါတယ်။ကျွန်တော်တို့လေကြောင်းအငြင်းအသိပညာပေးဟောပြောပွဲပြုလုပ်တဲ့အခါမှာပေါ့နော်တကယ်လက်တွေ့ပေါ့နော်ကလေးတွေလေကြောင်းလာရင်ဒီလိုပုံရမယ်ဆိုတော့လက်တွေ့သင်ကြားနေတဲ့အချိန်မှာတကယ်လေရတကယ်လာပေါ့နော်တင်နန်းတွေဟောပြောပွဲတွေလုပ်တဲ့အခါမှာအဓိကသတိထားတာကတော့လေကြောင်းနဲ့မြေပြင်စစ်ကြောင်းပါပဲဒီပြီးခဲ့တဲ့ WCB တင်နန်းလုပ်ခဲ့တဲ့ကြီးရွာမှာဆိုလို့ရှိရင်သွားရတဲ့ခရီးကလည်း -10 ကျော်ဝေးတယ်မိုးရင်းကာလဖြစ်တဲ့အတွက်လမ်းတစ်လျှောက်ရှင်းပွက်တယ်ကြီးပဲတင်နန်းလုပ်တဲ့ကြီးရွာကိုရောက်လို့တင်နန်းစတဲ့အခါမှာလည်း10မိနစ်လုံးလေရင်ဝင်နေတယ်တင်နန်းမဲရရမလားဘုံချင်းထဲပဲသွားရမလားနဲ့ပဲတင်နန်းလုပ်ခဲ့ရတယ်ဝင်နေတော့ဆက်ပြီးပေါ်လာပါတော့လူလူတိတ်ဆုံမှုတွေလုံးလို့ရတဲ့အခြေအနေရောက်ပြန်တော့လေကြောက်လန့်နဲ့ပြုလုပ်နေရတဲ့အတွက်လေကြောင်းနေများလာတိုက်မလားဆိုတဲ့စိုးရင်စိတ်တွေတော်လန်ရေးဘက်မှာလူလူရဲ့ယုံကြည်မှုတွေယုံနေတော့မှဆိုတဲ့စိုးရင်စိတ်တွေဒါတွေကတော့ရှိတာပေါ့နော်ဒါပေမဲ့လို့စိတ်ဓာတ်တွေကျုပ်ပဲမသွားအောင်ဆက်လက်ပြီးတော့ကျမတို့တွေကြိုးပမ်းနေဒါကပုံချင်းရဲ့အကျဉ်းပါကျမတို့ကအနည်းဆုံး9ပြီလို့ပြောပြီလေ9ပြီမကပါဘူးဒါလည်းအနည်းဆုံး9ပြီပါကျမရဲ့9ပြီတော့အေးစစ်ရှိပါတယ်သူ့မှာတော့ကျမတို့အချောသက်ပြင်ဆင်စရာလေးတွေအနည်းငယ်ရှိပါသေးတယ်လုပ်ငန်းဆောင်စိတ်ကုန်မှုလို့ပြောလိုက်ပြီဆိုတာနဲ့လက်နက်ကင်ပေါင်းတင်တော်ထဲမှာလူခွင့်ရေးကိုလှုပ်ရှားရတယ်ဆိုတာပြောမပြတာဘူးစိတ်ကုန်မှုတွေချိန်ချောက်မှုတွေရှိပါတယ်ဒုတိယချက်အနေနဲ့ဖုန်းလိုင်းတွေ internet line တွေဖြတ်တောက်ချင်းခံရတာလည်းဖုန်းပြတ်နိုင်တဲ့အကြီးကျယ်စိတ်ကုန်မှုကြီးဖြစ်ပါတယ်အဲ့လေရင်နေထုလို့လေခုကနေတိုင်းလာထုနေလို့မို့ခုဆို15ရက်လောက်တော့ရှိပြီနော်ရတယ်ဘုံခိုခြင်းနဲ့ပဲအေးရတော့တာလူအခွင့်အရေးတာဝန်ခံတွေဟာအကြမ်းဖက်စစ်အုပ်စုရဲ့ဗတ်ပေါင်းစုံကနေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေကိုတပ်တွေမှတ်တမ်းတွေစုဆောင်းကောက်ယူမှုတွေလည်းပြုလုပ်ကြပါတယ်။ဒါတွေဟာအကြမ်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကိုအရေးယူခံရနိုင်ဖို့တပ်တွေမှတ်တမ်းတွေဖြစ်ပြီးလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်းဒါတွေကိုလစဉ်စာရင်းပြုစုထုတ်ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာလည်းအကြမ်းဖက်စစ်အုပ်စုကြောင့်အခုကာလတခြားဒေသခံပြည်သူလူထုရဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်းထောက်ပံ့ကူညီမှုတွေအခါအားလျော်စွာပြုလုပ်ကြရပါတယ်။ကံဘလူမျိုးနယ်အတွင်းကအကြမ်းဖက်စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုတွေနဲ့ဒေသခံပြည်သူလူထုရင်ဆိုင်နေရတဲ့အခြေအနေတွေကိုတော့ကိုမျိုးဝင်းကအခုလိုပြောပြပါတယ်။ ကျွန်တော်တို့ကမ္မလူမျိုးနယ်မှာဆိုရင်ဟိုပေါ့နော်အစုလိုက်ပြုံလိုက်ဟိုပေါ့နော်နိုင်ငံတကာရာဇဝတ်စစ်ရာဇဝတ်မှုကြီးဂျီနီဆန်လို့ခေါ်တဲ့စစ်ရာဇဝတ်မှုကျူးလွန်ခံရတာကတော့ကျွန်တော်တို့ပစီကြီးဖြစ်စင်ပါပဲကဘာတိပါနော်အဲ့တော့ပကြီးကြီးဖြစ်စဉ်တွေကိုကြီးလိုက်မယ်ဆိုရင်တကယ်ကိုကျွန်တော်တို့ပြည်သူတွေမိသားစုပေါင်းများစွာဝမ်းနဲ့ကြေကွဲပြီးတော့စိတ်ကြောက်ကြားဖြစ်တဲ့ထိအောင်ကျွန်တော်စိတ်ထိခိုက်ရတာ။တောင်းသူចောင်းသားတွေကိုခမင်းဟင်းကျွေးနေတဲ့အချိန်ဖြစ်နေတာ။ကျွေးသူကျွေးမွေးနေတဲ့အချိန်ဖြစ်နေတဲ့ခါကျတော့သူတို့ကပါသွားတာ။အဲ့မှာတော်တော်လေးကျွန်တော်ကိုယ်တော်တော်လေးကိုစိတ်ထိခိုက်ခဲ့ရပါကျွန်တော်တို့ဆိုတစ်ပတ်လောက်ထိအောင်လုပ်ငန်းမလုပ်နိုင်တော့အောင်ကိုကျွန်တော်တို့စိတ်ဓာတ်တွေရန်ရပါတော်တော်လေးကိုစိတ်ပြတ်သွားရတာပေါ့အဲ့ဒီအချိန်မှာအဲ့တော့ပြည်သူတွေနဲ့ကျွန်တော်တို့သွားတွေ့တဲ့အချိန်မှာလည်းမိသားစုရဲ့နာမည်တွေတောင်မှသူတို့မှန်မှန်ကန်ကန်ပေါ့နော်စင်တော်တဲ့အောင်ကိုမပြောနိုင်တော့ဘူးအဲ့လိုထီအောင်ဖြစ်သွားကြတာဒီလိုအကြမ်းဖက်စစ်အုပ်စုရဲ့အဖက်ဖက်ကလူခွင့်ရေးချိုးဖောက်မှုတွေကြားမှာပဲလူခွင့်ရေးတင်နန်းတွေလေကြောင်းအနေနဲ့တားဆီးကာကွယ်ရေးအသိပညာပေးတင်နန်းတွေမိုင်းအနေနဲ့အသိပညာပေးတင်နန်းတွေနဲ့အမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်ဆောက်ရှောက်ရေး WCP တင်နန်းတွေကိုလည်းအောင်မြင်အောင်ပြုလုပ်နိုင်ပြီးလူထုအသိပညာပေးမှုတွေလည်းမှတ်တမ်းတင်တဲ့အထိအောင်မြင်ခဲ့ပါတယ်လူထုအသိပညာပေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျင်းနှမှုနဲ့အောင်မြင်မှုရှိတဲ့လုပ်ငန်းလေးတစ်ခုကိုပြုပြတယ်။မြို့နယ်တွင်းမှာရှိတဲ့ရပ်ရွာပြည်သူအုပ်ချုပ်ရေးတာဝန်ခံများကိုအပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးကြီးညာစာရယူရေးရှာတင်နန်းပေးခဲ့ခြင်းဖြစ်ပါတယ်။တင်နန်းပြုလုပ်ပေးရတဲ့ရွေးချက်လေးကမြေပြင်မှာပြည်သူအုပ်ချုပ်ရေးကိုအကောင့်တွေပေါ်ဆောင်ရွက်နေရတဲ့ရပ်ရွာပြည်သူအုပ်ချုပ်ရေးတာဝန်ခံတွေကိုလူ့ခွင့်ရေးကိုခြေခြေပြန့်သိရှိပြီးလူ့ခွင့်ရေးစံချိန်စံနှုန်းတွေကိုလေးစားတမ်းမှုထားတဲ့အုပ်ချုပ်ရေးတာဝန်ခံတွေဖြစ်လာစေခြင်းလို့ကျွန်တော်မြင်မှန်းခဲ့လို့ပါပဲ။တင်နန်းလေးပြီးမြောက်သွားတဲ့အခါမှာအဲ့ဟာအုပ်ချုပ်ရေးတာဝန်ခံများသူတို့ရဲ့ရှေ့ဆက်လှုပ်ဆောင်မဲ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာလူခွင့်ရေးကိုလေးနဲ့ထားပြီးအခြေတန်းတင်ဆောင်ရွက်ပါမယ်လို့ပြောလာကြပါပြီးတော့လူခွင့်ရေးနဲ့ပတ်သက်ပြီးယခုတည်းပို၍ခြေခြေပြန့်သိရှိခြင်းတဲ့အတွက်လူခွင့်ရေးတင်နန်းလေးတွေကိုနောက်ထပ်လှုပ်ဆောင်ပေးဖို့လည်းတောင်းဆိုလာခဲ့ကြလို့ဖြစ်ပါတယ်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ခရီးလမ်းဟာ၄နှစ်တာကာလကျော်လွန်ခဲ့ပါပြီ။၄နှစ်တာကာလအတွင်းနိုင်ငံတကာအစိုးရတွေလွှတ်တော်ကုလသမဂ္ဂရန်ရာအသီးသီးနဲ့တွေ့ဆုံဆွေးနွေးမှုတွေတိုက်တွန်းအရေးဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေကနေအကြမ်းဖက်စစ်အုပ်စုရဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေအတွက်တရားမျှတမှုရရှိရေးဆိုင်ရာဆောင်ရွက်မှုတွေအပေါ်ထောက်ခံဖို့တိုက်တွန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။လူ့ခွင့်ရေးချိုးဖောက်မှုတွေအတွက်တရားမျှတမှုရှာဖွေနိုင်ရေးအတွက်Universal Jurisdiction နည်းနဲ့ကမ္ဘာနိုင်ငံအသီးသီးမှာတရားစွဲဆိုနိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်မှုတွေကိုပြုလုပ်ခဲ့သလိုတခြားမိတ်ဖက်အဖွဲ့အစည်းတွေရဲ့တရားစွဲဆိုရေးကြိုးပမ်းမှုတွေမှာလည်းအချက်အလက်ပံ့ပိုးခြင်းအပါအဝင်လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ကျန်းဖတ်စစ်အုပ်စုကမတရားဆက်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက်ပိုင်းလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ကြိုးပမ်းချက်တွေနဲ့လှုပ်ရှားမှုတွေအားလုံးဟာအကြမ်းဖက်စစ်အုပ်စုကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကိုအရေးယူနိုင်ဖို့အထောက်အပံ့ဖြစ်မဲ့ကြိုးပမ်းချက်တွေပဲဖြစ်ပါတယ်။